မြတ်စွာဘုရားသခင်ကိုရောမြတ်ကဒါနကောင်းမှုလုပ်ပြီဆိုလို့ရှိရင်တဲ့ပစ္စည်းဥစ္စာကကောင်းတာကအဓိကမဟုတ်ဘူးညံ့တာလည်းအဓိကမဟုတ်ဘူးနဲတာလည်းအဓိကမဟုတ်ဘူးတဲ့များတာလည်းအဓိကမဟုတ်ဘူးပစ္စည်းဥစ္စာနဲ့မဆိုင်ဘူးတဲ့ဥပမာသိချီလူလို့ကုသိုလ်တွေအများကြီးရတယ်တကြနှစ်ကြလူလို့ကုသိုလ်မရဘူးဒီလိုမရှိဘူးအဓိကကုသိုလ်ဆိုတာယင်တဲ့နှလုံးထဲမှာဖြစ်တာကိုယ်စိတ်ဆွမ်းအားကြီးရင်ကြီးသလောက်ဖြစ်တယ်တကြလှူပြီးတော့စိတ်ဆွမ်းအားကထက်သန်တယ်တသိန်းလှူပြီးတော့စိတ်ဆွမ်းအားကမထက်သန်ဘူးဆိုရင်တကြလှူတဲ့လူကပိုရခြင်းရသွားတယ်ဆွမ်းအားပေါ်မှာမူတည်တာနော်ဒါကြောင့်မို့ဝေလာမတ်တုတ်မှာမြတ်စွာဘုရားကကိုလှူတဲ့ပစ္စည်းဝတ္ထုကကောင်းသည်ဖြစ်စေညံ့သည်ဖြစ်စေနဲသည်ဖြစ်စေများသည်ဖြစ်စေအဓိကမဟုတ်ပါဘူးတဲ့အဓိကကဘာတော့ဆိုလို့ရှိရင်စိတ်ထားပါအဲ့တော့စိတ်ထားတော့ဘလို့စိတ်ထားရမလို့ဆိုသက်ကိစ္စဒါနံဒိဋ္ဌိသက်ကိစ္စစိတ်ဆိုင်ပြီးတော့လှူရမယ်လှူတဲ့အချိန်အမှတ်တမဲ့လှူတာမျိုးမလုပ်ရဘူးလို့ပြောတယ်နော်အမှတ်တရမှတ်မှတ်ရရလှူရမယ်ဘာလေးပဲလှူအမှတ်တရလေးပဲဖြစ်စေရမယ်ကိုယ်စိတ်ထဲမှာဆွဲဆွဲမြဲမြဲအမှတ်တရတလေးတစားလှူတာမျိုးဖြစ်ရမယ်နောက်တစ်ခုကစိတ်တိကတ္တဝဒါနံဒိဋ္ဌိလှူတဲ့အခါမှာအလှူခံပုဂ္ဂိုလ်တွေပူဇော်တဲ့စိတ်ချီးမြှောက်တဲ့စိတ်မျိုးနဲ့လှူရမယ်တချို့ကအဲ့လိုမဟုတ်ဘူးဒါနကောင်းမှုလုပ်တယ်ဆိုတာငါကောင်းစားဖို့ဆိုတာနဲ့လုပ်မယ်ဆိုလို့ရှိရင်ငါကောင်းစားဖို့ဆိုတဲ့လုပ်ကြရငါကောင်းစားဖို့ဆိုတာတဏှာရဲ့အတွေ့လုပ်တာတော့ဒါနကောင်းမှုပဲတွေးလိုက်တာကတဏှာအတွေ့အဲ့ဒါကြတော့ဒါနကုသိုလ်ဟာတချမ်းပဲ့သွားတယ်ပေါ့အကုသိုလ်တွေဝင်လာတယ်ပေါ့ကိုဒါနကောင်းမှုရဲ့ဒီအကျိုးကိုခံစားလို့ချင်တာဖြစ်လျာဘဝမှာတထေးဖြစ်ပြရစေဆိုတာမျိုးဆုတောင်းတာမျိုးလို့ပေါ့နော်အဲ့ဒီဘက်ကိုစိတ်ကညွတ်ပြီးတော့လှူလိုက်မယ်ဆိုလို့ရှိရင်ဒီဒါနဟာတဏှာနဲ့ရောထွေးသွားတဲ့ဒါနမျိုးဖြစ်သွားတယ်အဲ့ဒါကြောင့်မို့လို့အလှူပြီးဆိုတဲ့အခါကြလို့ရှိရင်ကိုယ့်အတွက်မဟုတ်ဘူးအလှူခံပုဂ္ဂိုလ်အတွက်စိတ်ထားရမှာကိုကအလှူခံပုဂ္ဂိုလ်အတွက်ငါလှူတဲ့ဒါနကိုဆိုပြီးတော့တန်ဃာတွေဆိုလို့ရှိရင်ဒီဆုံးကိုဖုံးပေးသုံးဆောင်ပြီးတော့ပရိယပฏิပတ်တရားမြတ်တွေကျင့်ကြံကြိုးကိုအထောက်နိုင်ကြပါစေသို့မဟုတ်ဒီတန်ဃာတွေရဲ့တဏ္ဍာမှာရှိတဲ့သီလသမာဓိပညာဆိုတဲ့ဒီဂုဏ်ရည်ချင်းတွေကိုဒီဆွမ်းနဲ့ပူဇော်ပါတယ်လို့စိတ်ကဒီလိုထားအဲ့ဒါအမတန်မှအရေးကြီးတဲ့ဟာတစ်ခုပဲเนาะအဲ့ဒါကြောင့်ဝေလာမတုတ်မှာမြတ်စွာဘုရားစိတ်တိကတ္တဝဒါနံဒိဋ္ဌိပူဇော်လိုတဲ့စိတ်ချီးမြှောက်လိုတဲ့စိတ်ထားမယ်နောက်တစ်ခုကတထဒါနံဒိဋ္ဌိကိုယ်တိုင်လောက်ပါလှူတဲ့တန်းတဲ့အခါမှာ